Hello မင်္ဂလာပါမနေ့ကကျွန်မချက်ချောင်းသွားလာတော့လေပါစတာပြောတဲ့စကားလေးတွေသဘောကျလို့ပါအဲ့ဒါကိုကျွန်မပြန်ပြီးတော့မျှဝေခြင်းတယ်ပါစတာပြောနေတဲ့ပေါ့နော်ဟောပြောတဲ့စကားလေးတွေထဲမှာအရန်တန်ဖိုးရှိတာပဲပေါ့နော်အဲ့ဒါကိုတွင်တင်ပေးလိုက်တဲ့သင်ခန်းစာလေးတွေကနေကျွန်မကကိုယ့်ရဲ့ community နဲ့ဓာတ်ရိုက်ကိုသက်ဆိုင်နေတယ်လို့စိတ်ထဲမှာခံစားရလို့ဒီနေ့share ခြင်းတယ်ပေါ့နော်ပြောလိုက်တဲ့စကားပါလဲဆိုတော့အခု social media ပေါ့နော် internet မှာတွေ့ဆုံတဲ့လူမှုအတိုင်းဝိုင်းပေါ့နော်လူမှုအတိုင်းဝိုင်းဆိုတော့တချို့ကပြောတယ်တဲ့လူကိုယ်တိုင်တွေ့စရာမလိုဘဲနဲ့ internet မှာပဲစုံကြမယ် internet မှာပဲဖျားဝေးပြကြမယ်လို့ပြောတယ်ပေါ့လေအဲ့တော့ internet မှာပဲဆိုတဲ့ပြောတဲ့စကားကတချို့ကျမ်းမာရေးချိုးတက်တဲ့လူတွေအတွက်တော့ internet ကနေတက်နေတဲ့ဖျားဝေးပြခြင်းကိုဟုတ်လား chat service ကိုတက်တာကောင်းပေမဲ့လည်းလူမှုအတိုင်းဝိုင်းတစ်ခုအနေနဲ့တော့မကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့လေလူဆိုတာကအမြဲတမ်းတယောက်တည်းနေလို့ရှိရင်ကိုယ့်အတွက်ကျန်းမာရေးစိတ်ပိုင်းဝေဒနာဒီအတွက်မကောင်းဘူးပေါ့လေလူဆိုတာအမြဲတမ်းအဲ့လိုမျိုးအထီးတွေ့တယောက်နဲ့တယောက်ပြောဆိုကြမယ်ရင်းနှီးပြီးတော့မိတ်ဆွေကောင်းနေဖြစ်မှသာလင်းစိတ်ပျော်ရွှင်နေပေါ့နော်စိတ်ပျော်ရွှင်တဲ့အတွက်ကျန်းမာရေးလည်းပိုကောင်းတယ်ပြီးလို့ရှင်တဦးနဲ့တဦးကူညီပံ့ပိုးမှုတွေလည်းရတယ်ပေါ့လေနောက်တစ်ခုကြတော့ချက်ချောင်းသွားတယ်ပေါ့နော်အခုလူစုတယ်ဆိုတာကလူမှုအတိုင်းဝိုင်းဖွဲ့စည်းတယ်ပေါ့နော်အခုထားပါတော့လူမှုပရဟိတအဖွဲ့လိုမျိုးပေါ့နော်တိစောက်တယ်ဆိုလို့ရှိရင်တခါတလေကြရင်ကိုယ်တိုင်ကပေါ့နော်အကူအညီလိုချင်လို့ကိုယ်တိုင်ကဒုက္ခရောက်နေလို့ပရဟိတအဖွဲ့တွေထဲမှာဝင်ပါစရာလိုတယ်ဆိုတဲ့အချက်လက်ကိုပြောထားတာမဟုတ်ဘူးပေါ့နော်တခါလေကြရင်ပရဟိတအဖွဲ့ကိုအောင်မြင်စွာအတူတကွဘာကြောင့်တိစောက်ရလဲဆိုတော့ကိုကအောင်မြင်ပြည့်စုံနေတဲ့ကာလမှာပျော်ပပဖြစ်နေတဲ့လူတယောက်ဆိုလို့ရှိရင်ဟုတ်လားကိုယ့်စီကနေအင်အားပဲဖြစ်ဖြစ်အကူအညီပဲဖြစ်ဖြစ်တခုခုပေါ့နော်ကိုလှုပ်ပေးလိုက်ရလို့သူတို့ရဲ့ဘဝလေးပို့ပြီးတော့တိုးတက်မယ်အောင်မြင်မယ်သူတို့စိတ်ချမ်းသာသွားမယ်ပေါ့နော်အဲ့ဒါကြောင့်တချို့ဆိုလို့ရှိရင် community အတိုင်းဝိုင်းနဲ့ဝင်လာကြတာဖြစ်တယ်community အတိုင်းဝိုင်းဆိုတာကအပြန်အလှန်ပေါ့နော်အကူအညီပံ့ပိုးမှုတွေပေးသလိုပြီးရင်အရှင်းချင်းလည်းပျော်ပပနဲ့အောင်မြင်မှုတွေကိုပျော်ပါပြီးတော့ celebrate လုပ်ကြမယ်ပေါ့နော်အဲ့တော့pastor ဘာပြောလဲဆိုတော့တချို့ဆို internet မှာအရန် popular ဖြစ်တယ်ပေါ့နော်ဟိုလူကဘယ်လောက်ထိစကားပြောကောင်းတယ်ဒီလူကတော့အရန်စကားပြောဒီလူကတော့လူတိုင်းနဲ့ကောင်းပေါင်းရတာအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလူကဘာတွေပြောနေလဲဆိုတာဘာမှ control မရှိဘူးပြီးတော့အပြန်လန်းဆိုတဲ့တယောက်နဲ့တယောက်တိုင်ပင်ပေါ်တိုင်ပင်ပဲမရဘူးပေါ့နော်တစ်ဖက်သက်ဖြစ်နေတယ်ဆိုတော့ကိုကဘယ်လိုခေါ်မလဲအရေးထဲမှာပဲနေပြီးတော့အမှောင်ထဲမှာပဲနေပြီးတော့အလင်းရလူကိုဟလာဝေဖန်ပြောဆိုမယ်ဆိုလို့ရှိရင်လည်းဘာမှမထီရဘူးပေါ့နော်လူဆိုတာကလူမှုအတိုင်းဝိုင်းဆိုတာတယောက်နဲ့တယောက်အချိန်မပြတ်ပဲနဲ့စကားပြောဆိုကြမယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်ဖလဲအကြံဉာဏ်ပြုကြမယ်ဟုတ်လားမိတ်ဆွေကောင်းတယောက်အနေနဲ့ပေါ့နော်အပြန်အလှန်စကားပြောဆိုမယ်အကြံပေးမယ်ကူညီပံ့ပိုးမယ်ပြီးလို့ရှင်တူနဲ့တူချစ်ခင်ဖြစ်မှမယ်ပေါ့နော်ဟုတ်တယ်အဲ့ဒါလေးတွေကလေအရန်ကောင်းတယ်ပြီးတော့တချို့တွေပြောတယ်ပေါ့ဆရာကြီးဟုတ်လားကျမအတွက်ဆူတောင်းပေးပါအောင်ဘယ်လိုမျိုးကျမရေးမကောင်းလို့ကျမစီးပွားရေးကောင်းလာအောင်ဆူတောင်းပေးပါအောင်ဆရာကပြောတယ်ခမရဟိုမှာကျွန်တော်ကမသိတာကျွန်တော်ဘယ်လိုဆူတောင်းမလဲပေါ့နော်ကဲတော်များများဘယ်လိုခေါ်မလဲတေးချာကိုထိရောက်ဖို့အတွက်ကျွန်တော်ခမရနဲ့တွေ့မှဖြစ်မယ်လူကိုယ်တိုင်တွေ့မှခမရဘယ်သူလဲဘယ်ဝါလဲခမရရဲ့အကြောင်းအရာတွေကိုပြည့်စုံကျွန်တော်ကသိမှကျွန်တော်ကခမရရဲ့အတွက်အသင့်တော်ဆုံးဆူတောင်းခြင်းကိုကျွန်တော်ဆူတောင်းပေးလို့ရမယ်လို့ဆရာကပြောလိုက်ရတာဖြစ်တယ်တဲ့အဲ့တော့ထိုနည်းတူစွာပဲကျမတို့လူမှုပရဟိတအဖွဲ့ဆိုတာလည်းဒီလိုပဲပေါ့နော်လူစိမ်းတွေကိုမသိတဲ့လူတွေကိုအမြဲတမ်းကူညီပံ့ပိုးလို့ရပေမဲ့လေအချင်းတယောက်နဲ့တယောက်အမြဲတမ်းထိတွေ့ရှိတယ်ကိုအကြောင်းတယောက်သိနေတဲ့ကာလမှာတော့ကာယကံချင်းကကျွန်တော်ကျမကိုကယ်ပါလို့ပြောစရာမလိုဘဲနဲ့အသင်းတော်တစ်ခုအနေနဲ့community အရက်တစ်ခုအနေနဲ့လိုအပ်တာလေးတွေကို community အတိုင်းဝိုင်းကပဲဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်လို့เนาะအဲ့တော့အတိုင်းဝိုင်းတစ်ခုတည်ဆောက်ပဲဆိုလို့ရှိရင်ပေါ့လေကိုကအခက်ခဲဖြစ်နေတော့မှမိတ်ဆွေကောင်းနေအနေနဲ့ကိုကအကူအညီတောင်းစရာမလိုဘဲနဲ့ဝိုင်းဝန်းပြီးတော့ကူညီပံ့ပိုးဖြည့်ဆည်းပေးသွားတာတွေအများကြီးရှိပါတယ်လို့เนาะနောက်တစ်ခုကဆရာကဗာပြောလဲဆိုတော့လေ
တချို့ကြတော့ပေါ့နော်အဲ့လိုပဲဒီချက်ကြောင်းလဲသွားတယ်ဟိုချက်ကြောင်းလဲသွားတယ်ချက်ကြောင်းပေါင်းစုံကိုသွားတာသိတယ်မလားဘယ်ဖုန်းကြီးကြောင်းပဲအနေအတကာလိုက်သွားနေတဲ့လူပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ဘယ်လိုခေါ်တေးချရည်စူးထားတဲ့ကို commitment လုပ်ထားတဲ့ church မရှိဘူးပေါ့လေမရှိတော့အဲ့ဒီလူကဘာဖြစ်လဲဆိုတော့တွားရင်နဲ့သူကလမ်းတရားပြီးတော့အဲ့လိုလေလွင့်နေတာပေါ့နော်ဘယ်ပဲအဲ့လိုရှောက်သွားနေတဲ့အတွက်အဲ့လိုတွားရင်နဲ့ပဲတေဆုံးသွားမှာပဲတဲ့ဟုတ်လားကိုယ့်ရဲ့မိတ်ဆွေအရင်ရင်းနှီးမိတ်ဆွေဆိုတဲ့အတိုင်းဝိုင်းတစ်ခုကိုသူ့မှာမဖန်တီးနိုင်လိုက်ဘူးဒါကလည်းအန်ဒီရရှိပါတယ်ပေါ့နော်ကိုယ့်အတွက်မကောင်းဘူးပေါ့အဲ့ဆရာပြောချင်တာပါဆိုဘာသာရေးနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရရွာမှာရှိတဲ့အနီးဆုံးကိုယ့်ရဲ့ church ကဘာမှလဲကိုယ့်ရဲ့အနီးဆုံးမှာရှိတဲ့ church ကိုကဟုတ်လားလွယ်ကူကူနဲ့သွားမယ်ကိုစူးစမ်းအားထုတ်မယ်ဒါမှကိုယ့်ရဲ့ church ကမိသားစုတွေကကိုယ့်ရဲ့အတိုင်းဝိုင်းဖြစ်လာမယ်ကုညီပံ့ပိုးမယ်ပြီးလို့ရှင်ကိုယ့်ရဲ့မိသားစုလိုပဲပျော်ပပနဲ့တူနဲ့တူဖိမမယ်ပြောဆိုမယ်ပေါ့နော်တူနဲ့တူ taking care of each other ပေါ့လေနော်အဲ့တော့ကိုယ်တိုင်ကပြည့်ရှံနေတယ်အောင်မြင်နေတယ်ပျော်ရွှင်နေတယ်ဆိုရင်ကိုယ့်ရဲ့အပြုံးလေးကိုယ့်ရဲ့အင်အားကသူတစ်ပါးအတွက်အင်အားသူတစ်ပါးရဲ့အောင်မြင်မှုဖြစ်စေတယ်ကိုယ်တိုင်ကအများကြီးကြဆုံးနေတယ်ဆိုလို့ရှိရင်တော့အတိုင်းဝိုင်းတစ်ခုအနေနဲ့ဟလာအတိုင်းဝိုင်းထဲမှာရှိတဲ့အောင်မြင်နေတဲ့သူတွေကကိုယ့်ကိုခွန်အားဖြည့်ပြီးသွားမယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမကအလင်းမြမာဆိုတဲ့အဖွဲ့အစည်းလေးကိုပေါ့နော်အလင်းမြမာဆိုပြီးနာမည်မှဲ့ပြီးတော့ကျမတို့ပရဟိတဗမာလူမျိုးတော်တော်များဗမာလူမျိုးတွေကိုကူညီပေးဖို့အတွက်ကျမတို့ဖွဲ့စည်းလိုက်ရတာဖြစ်ပါတယ်လို့နော်အလင်းမြမာဆိုတဲ့အဖွဲ့အစည်းကလူမျိုးမရွေးဘာသာမရွေးဖြစ်ပါတယ်ကြိုက်တဲ့လူနော်မြန်မာပြည်ကထွက်လာတဲ့သူဟူဒီတမအကုန်လုံးကိုကူညီပံ့ပိုးပေးတာဖြစ်တယ်ဘလို့အခက်ခဲမျိုးမစိုးပေါ့နော်ကျမတို့တွေကပတ်စံနေရှံပြီးနေတဲ့အဖွဲ့အစည်းတော့မဟုတ်ပါဘူးအားလုံးကစေတနာဝန်ထမ်းတွေပါပေါ့နော်ကျမဆိုလို့ရှိရင်ပညာရေးနဲ့အစိုးရရုံးကဏ္ဍအနေနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးကိုဝေယဝစ္စအသေးစိတ်ကျမဆိုရင်ကူညီပေးပါရဲပေါ့နော်တူရင်းသူစားကျမနဲ့လက်တွဲပေါ်တွေလည်းဒီလိုပဲဟလာပျော်ပွဲစားလုံးမလား community အဖွဲ့အစည်းမှာဟလာအတင်းအနေနဲ့ဟလာတခုလုံးမလားဆိုရင်အဲ့လိုပဲဝိုင်းပြီးလှုပ်အားပေးကြတယ်ပေါ့နော်အကြံပေးကြတယ်ဒီလိုပါပဲကျမပြောချင်တာကကျမတို့ဗမာလူမျိုးတွေမှာဟလာလူမျိုးအဆင့်တန်းအမျိုးမျိုးရှိရပေါ့နော်ဒီနိုင်ငံကိုရောက်လာတာတချို့ဆိုရင်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရောက်လာတဲ့နိုင်ငံရေးဒုက္ခတွေရှိတယ်တချို့ကြတော့ပေါ့နော်ကိုနာတာကိုရွေးချယ်ပြီးတော့ပြပကိုလုံရေးနဲ့ဝင်လာတဲ့တချို့ကြတော့လည်းပညာရေးနဲ့ဝင်လာတဲ့တချို့ကြတော့လည်းစင်ကာပူကနေအများကြီးပြောင်းလာလဲမျိုးစုံပေါ့လीနော်ဒါပေမဲ့ပြောချင်တာကျမတို့ဗမာလူမျိုးတွေကအခက်အဆက်မှာအောင်မြင်ချမ်းသာပြီးတော့အခွင့်အရေးအများကြီးရရှိခဲ့တယ်လူမျိုးလည်းအရန်ကြီးတဲ့အတွက်ကျမတို့မှာလူမျိုးရေးဝါဒဆိုတာကလူတိုင်းမှာမရှိဘူးပေါ့နော်အစိုးရအနေနဲ့စနစ်တစ်ခုအနေနဲ့လူမျိုးကြီးဝါဒဆိုတာရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ပြည်သူတွေအနေနဲ့တော့ကျမတို့တွေကလူမျိုးရေးဆိုတဲ့တစ်ခုကိုကျမတို့တွေမှာစုစရာမလိုတဲ့အတွေးခေါ်တွေဖြစ်တဲ့ကျမတို့အခုလိုမျိုးနိုင်ငံခြားမှာရောက်လာတဲ့အခါမှာဗမာလူမျိုးဆိုတဲ့အဖွဲ့အစည်းမျိုးမရှိခဲ့ဘူးပေါ့နော်ရှိလဲမရှိခဲ့ဘူးဒါကြောင့်အခုချိန်မှာကျမတို့ကအလင်းမြန်မာအနေနဲ့မြအဖွဲ့အစည်းဖွဲ့တဲ့အခါမှာအခက်ခဲလေးတွေကြုံရပါတယ်ပေါ့နော်ဒါကိုကျမတို့ကတိုင်းရင်းသားတွေနဲ့နှိုင်းယှဉ်လိုက်လို့ရှင်ကျမတို့ဒီအင်အားအများကြီးရုပ်ပါတယ်တိုင်းရင်းသားတွေမှာကလူမျိုးရေးတက်ပြီးတော့သူတို့အဖွဲ့အစည်းတွေမှာအားလုံးစုစည်းကြတယ်အားလုံးတညီတည်းဖြစ်တဲ့စီယုံရေးစင်းစရာမလိုဘူးပေါ့နော်တိုင်းရင်းသားတွေမှာချက်ချောင်းမျိုးသူ့နေရာနဲ့သူနေရာနဲ့သူကွဲတပြားခြားနာလာလေးတွေရှိတယ်ဒါပေမဲ့လူမျိုးရေးအောက်မှာတွားလိုက်ရင်တော့အားလုံးကတညီတညာတည်းထွက်ကြတယ်သူတို့မှာလူမျိုးရေးကောင်းဆောင်ရှိတယ်လူငယ်အသင်းအဖွဲ့အစည်းဆိုတာရှိတယ်ကျမတို့ဗမာလူမျိုးတွေမှာမရှိဘူးဗျနော်ကျမတို့ဗမာလူမျိုးတွေမှာဟေးတို့ဗမာဟေးဆိုပြီးတော့ဗမာအုပ်ကြီးထွက်တယ်ဆိုတာမရှိဘူးအဲ့လိုမရှိတဲ့အတွက်ဘလို့ဖြစ်လာလဲဆိုတော့လေကျမတို့မှာလက်ညှိုးထိုးစရာဗမာဖွဲ့စည်းလေးတောင်တစ်ခုမှမရှိဘူးဖြစ်သွားတယ်အဲ့ဒီရဲ့စိုးကျိုးကဘာလဲဆိုတော့ကျမတို့တွေမွေးထုတ်ထားတဲ့နော်လူငယ်တွေနော်မျိုးဆက်သစ်တွေကိုကျမတို့အမွေပေးစရာမရှိတော့ဘူးဖြစ်သွားတယ်ကျမတို့ရဲ့မျိုးဆက်သစ်လူငယ်လေးတွေမှာဗမာရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့အစည်းဆိုတာမရှိဘူးပေါ့နော်အဲ့တော့မရှိရဲ့အကျိုးရုပ်တွေကဘာလဲဆိုတော့ပေါ့နော်အကျိုးရုပ်လို့ပြောမလားစိုးဝါတဲ့ရလက်လို့ပြောမလားပေါ့နော်ဘာလဲဆိုတော့ကျမတို့လူငယ်တွေမှာ confident အပြည့်အဝဆိုတာမရှိတော့
နော်နိုင်ငံခြားမှာနေလို့ရှိရင်ဟုတ်လားပြည်ပသူတွေနဲ့အများအားပြိုင်ရှင်နေရမှာဖြစ်တယ်လူငယ်လဲရောက်သူကနဲ့သူပြိုင်ဆိုင်နေရတယ်လူကြီးဖြစ်လာတော့လဲအလုတ်ကင်တွေမှာပြိုင်ဆိုင်နေရတယ်ဟုတ်လားပြီးတော့နိုင်ငံခြားကိုရောက်လာတဲ့အခါမှာရွှေမျိုးအတိုင်းဝိုင်းဆိုတာအမတန်မှရှားပါတယ်ဒါကြောင့်မလို့ကျမတို့ဗမာလူမျိုးတွေပြည်ပရောက်ပြီးဆိုလို့ရှိရင်စီလုံးညီညွတ်ခြင်းသာလင်ကျမတို့တွေအောင်မြင်မယ်ပျော်ပါကြမယ်ညီညွတ်နဲ့စိတ်ချမ်းချမ်းသာနဲ့အောင်မြင်တဲ့လမ်းကိုကျမတို့ပန်းနိုင်ကိုသွားလို့ရမှာဖြစ်ပါတယ်လို့ကျမအနေနဲ့တော့မြင်နေပေါ့လေနော်အခုကျမတို့အလင်းမြမာဒီမှာတို့စူးစမ်းအားထုတ်ပြီးတော့လုပ်နေတယ်ပေါ့နော်အခုကြည့်တယ်နော်ကျမတို့အလင်းမြန်မာဆိုတဲ့အဖွဲ့လေးမှာဗမာလူမျိုးတွေတော်တော်များများလာတယ်ပေါ့နော်အဲ့ဒါကိုကျမလိုချင်တာဘာလို့လဲဆိုတော့ကျမတို့ညီကိုမောင်နှမတိုင်းရင်းသားညီကိုမောင်နှမတွေကသူတို့မှာအင်အားရှိပြီးသားသူတို့မှာ community ရရှိပြီးသားကျမတို့ဗမာတွေကအရန်ကိုစိတ်ဓာတ်ဖြူစင်ပါတယ်เนาะသဘောထားလဲကြီးပါတယ်ကျမတို့တိုင်းရင်းသားလူမျိုးတွေညီကိုမောင်နှမတွေရန်ပုံငွေကောက်ပြီးဆိုရင်ကျမတို့ဗမာတွေအများအားအင်အားပေးတယ်ပေါ့နော်မွန်ဖုံကြီးเจ้าမှာဆိုလဲရန်ပုံငွေရှာတယ်အလှလုပ်ပြီးဆိုရင်အများကြီးပဲကျမတို့ဗမာတွေသွားကြတယ်ပေါ့နော်ကရင်ဆိုလဲကရင်ချင်းဆိုချင်းကချင်ကျိုကချင်ကျမတို့အများသွားတယ်နော်အဲ့တော့ကျမတို့ဗမာတွေလည်းကျမတို့အလှည့်ရောက်လာပြီးကျမတို့လှုပ်တင်လှုပ်တိုက်တဲ့ဟာလေးလှုပ်ပြီးဆိုရင်ကျမတို့တိုင်းရင်းသားညီကိုမောင်နှမတွေလည်းပူပေါင်းပါဝင်တင်တယ်လို့ကျမတို့ယူဆတယ်เนาะအဲ့လိုမျိုးပူပေါင်းပါဝင်ဖို့ကကျမတို့တွေပေါ်မှာမူတည်တယ်ကျမတို့တွေကတညီတဲ့နဲ့เนาะစီလုံးညီညွတ်စွာနဲ့ချစ်ခင်နဲ့တယောက်နဲ့တယောက်သွားမှသာလင်သူတစ်ပါးရဲ့ရိုသေလေးစားမှုကိုကျမတို့တွေလည်းပြန်ပြီးခံစားရမှာဖြစ်ပါတယ်လို့เนาะဆရာပြောလိုက်တယ်လို့ပေါ့နော်ဒီနေရာလဲသွားတယ်ဟိုနေရာလဲသွားတယ်နေရာပေါင်းစုံသွားတယ်ဒါပေမဲ့ကိုယ့်ရဲ့ base ကမရှိဘူးမရှိတော့အဲ့ဒီလူကလမ်းတလာပြီးတော့အဲ့လိုသွားရင်နဲ့ပဲသူ့ကိုဘယ်သူမှလည်းဟုတ်တိပတ်တိမသိကြလို့သူ့ရဲ့ community ဆိုတဲ့အတိုင်းဝိုင်းလည်းသူ့ကိုမရှိဘူးနော်အဲ့တေဆုံးတဲ့အခါမှာဟဲ့သူ့ကိုဘယ်သူကမေမြုပ်လို့ဘယ်သူကများသူ့အတွက်ဆူတောင်းပေးမှလဲဆိုတာကမေကွန်းထုတ်เสียဖြစ်သွားပြီပေါ့နော်အဲ့တော့ကျမတို့လူမှုအတိုင်းဝိုင်းမှာလည်းဒီလိုပါပဲနော်ကျမတို့ဗမာတွေဟိုနေရာဆိုလဲသွားတယ်ဒီနေရာဆိုလဲသွားတယ်ဒါပေမဲ့သွားတာမှကောင်းလားကောင်းပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကိုလည်းပြန်ကြည့်ရတယ်ဟောသူများတွေအားလုံးကိုကိုတွေကအားဖြည့်ပြီးနော်အားဖြည့်ပေးမယ်လုပ်ပေးမယ်ဆိုလို့ရှိရင်ကိုတွေအတွက်ကောဘာရှိတယ်လဲကိုရက်ရွာမှာကိုဘလို့အဖွဲ့အစည်းမျိုးရှိတယ်လဲဘလို့လူမှုအတိုင်းဝိုင်းရှိပါတယ်လဲကိုရက်ရွာမှာကိုလက်ညှိုးထိုးစရာမရှိဘူးကိုရဲ့အတိုက်ဝိုင်းမရှိဘူးကိုရဲ့တကယ် main ဖြစ်နေတဲ့အတိုင်းဝိုင်းမရှိဘူးဆိုလို့ရှိရင်ကိုရဲ့ရှိတဲ့အတိုင်းဝိုင်းကိုတိဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ကိုလည်းပြန်ကြည့်ရတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ရွာကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့ယဉ်ကျေးမှုထိမ့်သိမ့်ဖို့ကိုတိုင်းကျမတို့တွေအင်အားထုတ်မှသာလေအောင်မြင်နိုင်မှာဖြစ်တဲ့အကြောင်းကျမကတော့နှိုးဆော်ချင်ပါတယ်အခုလိုပြောရတဲ့ခါလဲတကယ်ဟိုပါပြောတင်တယ်လို့ထင်လို့ပါနော်ကျမအနေနဲ့ပြောတင်တယ်လို့ထင်လို့ပါဒါကျမစေတနာနဲ့လည်းဖြစ်တယ်ကျမဟိုပေါ့နော်စိတ်ထဲမှာလည်းအယံကိုအောင်မြင်စေချင်တယ်နော်ကျမတို့ဗမာလူမျိုးတွေကိုလည်းကျမစနစ်တကျတိတ်ခါရှိနော်အတိုင်းဝိုင်းဆိုတဲ့အဖွဲ့အစည်းတစ်ခုကိုကျမမြင်ချင်တယ်ဆိုဘယ်အဖွဲ့အစည်းမှကျမလက်ညှိုးထိုးစရာမရှိလို့ညှိနှိုင်းလို့လည်းမရလို့ကျမတို့အလင်းမြန်မာဆိုပြီးတော့ဟုတ်လား NGO လူမှုဖွံ့ဖြိုးတိုးတက်ရေးပရဟိတအဖွဲ့ဆိုပြီးကျမဖွဲ့လိုက်တာဖြစ်ပါတယ်အဲ့တော့ကျမတို့ဗမာနော်ညီကိုမောင်နှမတွေလူကြီးမိဘတွေကိုကျမအနေနဲ့ကမ်းလှမ်းခြင်းပါတယ်။ကုညီပေးပါပံ့ပိုးပေးပါဝိုင်းရံပေးကြပါလို့နော်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဗမာလူမျိုးတစ်ခုအနေနဲ့ကျမတို့အဖွဲ့အစည်းတစ်ခုရှိတင်ပါတယ်။ကျမတို့ရဲ့ညီကိုမောင်နှမတွေနော်နောက်မျိုးဆက်သစ်တွေအတွက်လူငယ်တွေအတွက်သူတို့ရဲ့ကိုခွန်အားဖြစ်စေဖို့ရယ်ရိုးရာယဉ်ကျေးမှုထိမ့်သိမ့်ဖို့ရယ်ကျမတို့ဘွားစာကျဲအဖွဲ့အသေးလေးလှုပ်လို့မတင်တော့ပါဘူးပေါ့နော်တေချာစနစ်တကျအဖွဲ့တစ်ခုကိုရှိဖို့လိုအပ်တယ်အဲ့တော့အလင်းမြန်မာကတော့တိဆောက်လိုက်ပြီးသားဖြစ်တဲ့အတွက်အလင်းမြန်မာကိုကျမတို့အားလုံးဝိုင်းဝန်းစုပြီးတော့ဘယ်လိုမျိုးကျမတို့ရှေ့ဆက်သွားမလဲဆိုတာကိုတင်မမအနေနဲ့ကြိုးဆိုရှင်ပါတယ်ရှင်နော်အားလုံးကိုလည်းဖိတ်ခေါ်ချင်ပါတယ်ဒီနေ့တော့ဒီလောက်ပဲပြောပြရစီကျေးဇူးလည်းအများကြီးတင်ပါတယ်